ဒါကတော့19ရက်နေ့ကကျင်းပခဲ့တဲ့ step party ခန်းနာလေးပဲဖြစ်ပါတယ်ကင်မရာရိုက်နေမှန်းသိတော့ supervisor မှိတ်နဲ့လမ်းလျှောက်ဟေးငါ့ကိုရိုက်နေတာတော့ပွဲစားကန်ကြီးတော့ MC တွေကထစကားပြောဟုတ်ကဲ့ပါရှင်ယနေ့ကျင်းပပေးသွားမယ်ဒီတိုင်းပေါ်ပိုင်း step လေးပေါင်းဘယ်နာပြောနေရပြင်ကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင်ပွဲစားတော့ညီမတို့ group ဆောင်းလေးနဲ့စပြီးတော့ကဒီဘက်မှာလေကင်မရာကဒီဘက်မှာပါဆိုမှမောင်ရတဲ့ဟိုဘက်လှည့်အချိန်မှာဝေးကနေအားပေးနေရတော့ accessory leader ပဲဖြစ်ပါတယ်ယေဟုတ်တယ်အဲ့ဒါ Samsung ပြီကြီးအာတင်တာကွယ်ဒါတော့စားသားတွေများလို့လိုက်ရှာနေမှတ်ဖို့ပဲဖြစ်ပါတယ်ပါချင်းနေသူတယောက်ကိုတွေ့လိုက်လားအဲ့မဲ့ဘေးမှာလဲ TikTok ကားကြီးနဲ့တကယ်တော့သူတို့ကျင့်နေတဲ့ TikTok အခုမှလားသူတော်စိုးနေရအမှတယောက်ထဲထကနေရအပွဲမစခင်လဲ Trinity လို့ဒီလက်ဆောင်ပစ္စည်းလဲတဲ့အချိန်ကျတော့ဝေမင်းကထူးထူးခြားခြားလက်ဆောင်တစ်ခုထပ်ပေါက် Oh my god what is that စောစီကင်နေရတော့ဂျာကြီးပဲဖြစ်ပါတယ်မသိချင်အောင်ဆောင်းပြီးခွက်လေးပြန်ချအေးငေါ့ရိုက်ကွတ်ကောင်းနေခွတ်တတာချစ်တယ်နော်ဟေးဟိုမကင်မရာလားချိန်နေလမ်းချောင်းထောင်ပထမဆုံးအနေနဲ့ဖူးကဘုံနဲ့စကကွတ်တယ်ကောင်းနေနောက်တော့ဖွင့်ရမျက်မှန်နဲ့ထက်ကကွတ်တယ်ကောင်းနေအဲ့ဒါကျွန်တော်တချင်းဖွင့်လိုက်ဗီဒီယိုရိုက်လိုက်နေလှုပ်ရှုပ်နေသူကတော့တပွဲလုံးအကမပြတ်တဲ့တယောက်ပါအလဲတယောက်ကရမ်းမိုက်တယ်ဆိုပြီးတော့ကိုချစ်နိုင်ဘေးရတယောက်ကိုစူးသွားချဟေးယောက်ထဲယူဘယ်သူမှမမေးနဲ့ဘသူတွေဘာပြောအပြီးပြင်ဆွဲနေရတော့ကိုကျော်ကိုပဲဖြစ်ပါတယ်ညီမလေးကိုထိုင်းစားနောက်ဆုံးတော့သူတို့ရဲ့အခက်အခဲဆုံးအကွက်တစ်ခုထုတ်ပြခဲ့ပါတယ်တော်ခက်မဲ့တယ်မျောခင်ရွယ်နော်ကျမအဲ့ feeling ကိုသိကြိုက်တာအောက်မှာသူတို့တွေကစားနေရတဲ့ feeling ကိုသိမကြိုက်ဒါကတော့နှစ်ကွက်ထဲနဲ့တပုတ်ပြအောင်ကဆိုတဲ့အဖွဲပဲဖြစ်ပါတယ်ကွတ်တယ်ကောင်းတယ်အဲ့အဖွဲကတချင်းနှစ်ပုတ်ဆက်ပြီးတော့6မိနစ်ခွဲတောင်ကတာ A few moments later ဘေးကလူတွေစွတ်ကာတယ်လေယာတယောက်ကမောနေပေါ့ပြီးတော့ဥရွှေတော်မူတွေကအာပတ်တစ်ကလာရန်ကောင်းနေဆိုပြီးတော့မောင်ရင်တည်းက200တန်းနေစုတက်ချပါတယ်စားပဲဒီတချင်းဆိုတော့အားပေးဖို့အတွက်ဂျာကြီးကလူစုလုံးလို့ရတယ်လို့ပြောချင်တာအားလုံးရှင်းချက်ကလည်းရပါတယ်အားလုံးရှင်းချက်ကပါအားလုံးစားပြီးတဲ့လူတွေအားလုံးလာပြီးယေဟိုအမှဂျာကြီးတန်ကြပြီးတော့အားလုံးနောက်ပြန်ဆုပ်ခဏနေရောလင်မယားနှစ်ယောက်ပွဲလေးရောက်လာပြီးတော့ပွဲကျင်းဒီလေးသားထဲမှာဂျာကြီးလဲပါတယ်ထင်တယ်အော်ညီမလေးရေထိအောင်တော့ရိုက်လိုက်မှမရှိဘူးလို့ဖို့ကိုင်းဘက်တီကိုအမျိုးကိုဆွဲခေါ်ပြီးနေရတော့ထပ်ပဲဖြစ်ပါတယ်ညီမလေးတို့တက်ဆင်းချိုးကြရင်နောက်နေလှုပ်ဆင်းကြမလို့တော့နောက်ကလူတွေဘာပဲဖြစ်နေရှေ့က2ယောက်ကတော့အကွက်တရီနဲ့ထကပါတယ်အဲ့ဒါနောက်ဆုံးပိတ်မှာဝိုင်းကြီးဘက်တူကိုဝင်နဲ့အဆုံးသက်